သူတို့ရဲ့စိတ်ဓာတ်တွေဟာတရက်ထက်တရက်ပိုပြီးတက်ကြွလာခဲ့တဲ့အရာတိုင်းကလည်းပိုကောင်းတဲ့ဘက်ကိုဦးတည်နေခဲ့ပြီဒါပေမဲ့တခုသောအရာကတော့ကျွန်တော်ရင်ထဲမှာအလေးပင်ကြီးဖြစ်နေတော့ပဲဒါကတော့ Blue Bay လူနေအိမ်ယာပဲဖြစ်တဲ့အဲ့ဒီကအိမ်ယာမန်နေဂျာပေါင်းဆိုတဲ့ကောင်ဟာကျွန်တော်မိဘတွေလိုမျိုးခုခံကာကွယ်နိုင်စွမ်းမရှိတဲ့တက်ကြီးရွယ်အိုတွေကိုမောင်းထုတ်ပြီးသူတို့ဘာသာသူတို့ရုံးကန်ရှင်တန်ဖို့ပစ်ထားခဲ့တာအဲ့ဒီအကျွေးကိုတနေ့ကျရင်အဲ့ဒီကောင်နဲ့အပြည့်ရှင်းရမယ်ဒါအပြင် Blue Bay ရဲ့ကာကွယ်ရေးစနစ်တွေနဲ့နေထိုင်မှုအခြေအနေတွေဟာဒီလိုယိုယွင်းပျက်စီးနေတဲ့စက်ရုံဖြစ်ကြီးထက်အစားပေါင်းများစွာပိုကောင်းပါတယ်ကျွန်တော်ကကြွနောက်မိဘတွေနဲ့ကျွန်တော်နောက်ကိုတစ္ဆာရှိရှိလိုက်လာပေးကြတဲ့သူတွေအားလုံးကိုတကယ်အိမ်စစ်စစ်တစ်ခုပေးချင်ခဲ့တာအခုတော့ပြန်သွားပြီးပေါင်တဲ့ကိစ္စပြည့်ရှင်းရမယ့်အချိန်ရောက်ပြီတပတ်ကြာမှာတော့ကျွန်တော်လိုအပ်တဲ့ပြင်ဆင်မှုအားလုံးကိုလှုပ်ဆောင်ပြီးစီးခဲ့ပြီးစက်ရုံထဲမှာတွေ့ရတဲ့စွန့်ပစ်ထားတဲ့လျှက်စစ်စကူတာအဟောင်းချို့ကိုကျွန်တော်ရဲ့ပြန်လည်ကောင်းမွန်စေတဲ့စွမ်းအားအသုံးပြုပြီးအားပြည့်နဲ့အသစ်ဆက်ဆက်အတိုင်းပြန်ဖြစ်အောင်လုပ်လိုက်တယ်။ဒါအပြင်အသစ်ဆက်ဆက်ကာကွယ်ရေးဝတ်စုံတွေအုပ်ထုပ်တွေနဲ့ထိတ်တန့်ပါတဲ့ဖက်နှက်တွေကိုလည်းအခုရေဒါဇင်ပေါင်းများစွာထုတ်လုပ်ခဲ့သေးတဲ့လက်နက်တွေအတွက်ကတော့တံပိုင်လုံးတွေနဲ့ပစိမ်းတွေအပြင်လူတွေကိုစက်ရုံထဲကတန်တယ်တွေယူခိုင်းပြီးချွတ်ထက်တဲ့လန်တွေအဖြစ်တိုးလုပ်ခိုင်းခဲ့တယ်။မျက်နှာအမာရုံးနဲ့သူ့ရဲ့အမာခံလူယုံတွေကတော့အခုဆိုရင်ကျွန်တော်အပေါ်အသက်ပေးရလောက်အောင်တစ္ဆာရှိနေကြပြီးဒီလိုကဘာပြက်ကကြီးထဲမှာသူတို့ကိုအစားတောင်းနဲ့နှွေးထွေးမှုပေးခဲ့တာဟာအသက်ကယ်လိုက်တဲ့ကျေးဇူးတရားပဲလေကျွန်တော်ကတော့ Scarface အပါဝင်အတန်းမဆုံးအဖွဲ့ဝင်20ကိုရွေးချယ်လိုက်တယ်။မထွက်ခွာခင်မှာကျွန်တော်အဖွဲ့သားတွေကိုကြည့်ပြီးစိတ်တက်မြင့်တင်ရေးစကားအချို့တိုးပြောလိုက်တယ်။ငါတို့ဒီတစ်ခါပြန်သွားတာတောင်းပန်တိုးရှိုးဖို့မဟုတ်ဘူး။ငါတို့ပိုင်တဲ့အရာကိုငါတို့ပြန်လူယူဖို့သွားမှာ Blue Bay မှာခိုင်ခံတဲ့တိုင်းတွေနဲ့တက်တောင့်တက်တာရှိတဲ့အိမ်တွေရှိတယ်။ငါတို့အဲ့ဒီမှာတကယ်ကိုလုံခြုံတဲ့အိမ်တစ်လုံးတိစောက်ကြမယ်။ငါနဲ့အတူလိုက်မဲ့သူတွေကားပေါ်တက်ဘယ်သူမှတိုးဆုပ်မနေခဲ့ပါဘူးကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကိုမြင်ဘူးပြီးနောက်မှာသူတို့ဟာကျွန်တော်ကိုကန့်ပိတ်ယုံကြည်နေကြပြီဖြစ်တယ်ရင်အစည်းရည်နှစ်ဆက်ပါတဲ့ရင်နှန်းကြီးဟာ Blue Bay စီကိုအင်အားပြည့်နဲ့ဥတီမောင်းနေခဲ့ကြတယ်ကျွန်တော်တို့မြောက်ဖက်ဂိတ်ကိုရောက်တဲ့အခါတိုင်းပေါ်ကကင်းဆောင်တွေကကျွန်တော်တို့ကိုလှမ်းမြင်သွားကြတယ်လက်နက်အပြည့်စုံနဲ့ကျွန်တော်တို့အဖွဲ့ကိုမြင်တော့သူတို့ကြောင်အန်းသွားကြတယ် Scarface မင်းကိုမောင်းထုတ်လိုက်တာမဟုတ်ဘူးလားဘာလို့ပြန်လာတာလဲ Scarface ဟာအခုဆိုကျွန်တော်ရဲ့တစ္ဆာရှိလူယုံဖြစ်နေပြီးသူကမမက်ရက်ပြီးအတန်ကြဲကြဲပြက်တပြန်ဖြေလိုက်တယ်ငါတို့ဒီကိုအကိုကြီးပေါင်နဲ့စီးပွားရေးအကြောင်းလာဆွေးနွေးတာစီးပွားရေးဟုတ်လားမင်းတို့ကလားကင်းဆောင်ကလှောင်ရဲလိုက်တယ်ကျွန်တော်ကားပေါ်ကဆင်ရှိကိုရှောက်သွားပြီးတင်းငိမ့်စွာပြောလိုက်တယ်အကိုကြီးပေါင်ကိုသွားပြောလိုက်ခါလင်းဖန်ပြန်လာပြီလို့ကင်းဆောင်ကကျွန်တော်ကိုမသိပေမဲ့အဖွဲ့ရဲ့အလဲဘဟုမှာရှိနေတာကိုမြင်တော့ကျွန်တော်ဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်မှန်းရိပ်မိသွားတယ်ခဏလောက်တုံဆိုင်သွားပြီးနောက်မှာတော့သူကရေဒီယိုကနေတဆင့်အထက်ကိုလှမ်းစီရင်ခံလိုက်တယ်မကြခင်မှာပဲမြောက်ဖက်ဂိတ်တကားကြီးပွင့်လာခဲ့တယ်အကိုကြီးပေါင်ဟာကင်းဖွဲ့ကောင်းဆောင်ဟောင်းရှက်လင်အပဝင်လူအုပ်ကြီးနဲ့အတူထွက်လာခဲ့တယ်အကိုကြီးပေါင်ဟာအသက်40ဝန်းကျင်ဝါတုတ်နဲ့လဲဝယ်ပြီးထောင်လွှားတဲ့မျက်လုံးတွေရှိတဲ့သူဖြစ်တယ်။သူကကျွန်တော်တို့အဖွဲ့ကိုအထူးသဖြင့်ကျွန်တော်တို့ရဲ့အသစ်ဆက်ဝတ်စုံတွေနဲ့တရက်ထက်မြက်တဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါသူ့မျက်လုံးတွေထဲမှာအံ့ဩမှုနဲ့လောဘရိတ်တွေဖြစ်ပြေးသွားတယ်။ဟာညီလေးလင်းဖန်ပါလားမတွေ့ရတာကြာပြီပဲမင်းဘယ်ကနေယတနာတိုက်ကြီးတူးမိလာတာလဲ။အကိုကြီးပေါင်ကျွန်တော်စကားကိုလိုရင်းပဲပြောမယ်ကျွန်တော်လူတွေကိုဘလူးပေးတဲ့ရွှေပြောင်းပေးခြင်းနဲ့အကိုကြီးပေါင်ဟာလောကမှာအလွဲဆုံးဟာတာတစ်ခုကိုကြားလိုက်ရတယ်လို့မျိုးအကျယ်ကြီးအော်ရတော့တာပဲ။ညီလေးမင်းအိမ်မက်နေတာလားငါကသွေးနဲ့ချွေးနဲ့ရုန်းကန်ပြီးဒီ Blue Bay ကိုတိမ့်ပိုက်ထားတာမင်းမှာဘာရှိလို့ငါကမင်းတို့ကိုပေးဝင်ရမှာလဲကျွန်တော်နောက်ကလူတွေကိုလက်